မင်္ဂလာပါဒေါက်တာဖြုတ်တီဟာရဲ့ပျော်ရွှင်ပါစေစာအုပ်ထဲကပြီးမြောက်အောင်မြင်မှုဆိုတဲ့ဆောင်းပါးကိုဖတ်ပြချင်ပါတယ်ပြီးမြောက်အောင်မြင်မှုအောင်မြင်ခြင်းနဲ့ပတ်သက်လို့တစ်ယောက်နဲ့တစ်ယောက်ရဲ့အတိတ်ပဲဖွင့်ဆိုးချက်တွေမတူပါဘူးပြီးတော့ပိုက်ဆံတစ်ခုတည်းပညာရေးတစ်ခုတည်းနဲ့လည်းကွက်ကြည့်လို့မရဘူးဘဝတစ်ခုလုံးနဲ့ခြုံငုံသုံးသပ်ရမှာမျိုးပါနောက်ပြီးဘဝအောင်မြင်မှုကပိုက်ဆံတဲ့တုန်းကလိုပဲအောင်မြင်တိုင်းပျော်ရတယ်မဟုတ်ပေမဲ့မအောင်မြင်မဖြစ်ထုံးမဲနဲ့လည်းပျော်ရွှင်မှုရခက်တယ်။အသက်အရွယ်တစ်ခုရောက်လာတဲ့အခါသူများထက်ကိုကအောက်ကျနှုတ်ကျဖြစ်နေပြီဆိုတိမ်ငယ်စိတ်ဝင်တတ်တယ်။အဲ့လိုလူတွေဟာနေရာပေးတာတိတ်ခံချင်လာတယ်။ဘာမဟုတ်တာတွေနဲ့ပြဿနာရှာနေတတ်တယ်။အဲ့လိုလူတွေတွေးတိုင်းငါအသက်ကြီးလာရင်ဒီလိုမဖြစ်အောင်ထိုက်တဲ့အောင်မြင်မှုတစ်ခုရှိနေမှဖြစ်မယ်ဆိုတာမျိုးတွေးမိပါတယ်။ပိုက်ဆံချမ်းသာမှရင်မဟုတ်ဘူး။ကို့အလုံးမှာကိုအောင်မြင်ဖြစ်ထွန်းနေတယ်ဆိုလူတစ်ယောက်ဟာကိုယုံကြည်မှုရှိတာပဲ။ပျော်ရွှင်တာပဲ။ဒါနဲ့ပတ်သက်လို့ဣခိဂိုင်းအကြောင်းမှာအသေးစိတ်ရှင်းပြပြီးပါပြီ။တော်တော်များများလဲသိကြမှာပါ။မတ်ဆိုဟီရာအာရှိနီဆိုတာရှိပါတယ်။ကျွန်တော်တို့လူသားတွေရဲ့လိုအပ်ချက်အစဉ်စဉ်ကိုဖော်ပြထားတာပါ။လူတိုရှင်းပြောရရင်အခြေခံအကြဆုံးအနေနဲ့ကျွန်တော်တို့ဟာစားဝတ်နေရေးပြည်လဲဖို့လိုပါတယ်။အဲ့ဒါပြီးတော့ရင်လုံခြုံမှုလိုချင်တယ်။တတိယအဆင့်အနေနဲ့လူမှုဆက်ဆံရေးပြည်လဲချင်တယ်။နောက်တစ်ဆင့်မှာတော့ကိုလေးစားမှုလိုချင်တယ်။အဲ့ဒီအတွက်အလုပ်ပြီးမြောက်ဖို့အများရဲ့ချီးကျူးမှုအတိအမှတ်ပြုမှုလုပ်ပိုင်ခွင့်တကိုယ်ရေးဖွံ့ဖြိုးတိုးတက်မှုအလုပ်မှာယာရုတူဖို့စတဲ့အချက်တွေလိုအပ်ပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်တော့လိုအပ်တာချင်းမတူကြပါဘူးအခြေခံလူတန်းစားတွေစစ်ဖြစ်နေတဲ့ဒေသကလူတွေဆိုရင်တော့စားဝတ်နေရေးပြည်လဲဖို့လုံခြုံအေးချမ်းနေရဖို့ကနံပါတ်1ဦးစားပေးပါလူလက်တန်းစားတွေရေပေါ်စီလူတန်းစားတွေအနေနဲ့ဆိုရင်တော့ဒါတွေကပြည်လဲနေပြီးသားဖြစ်တဲ့အတွက်တယောက်နဲ့တယောက်ဆက်ဆံရေးအဆင်ပြေနေရင်ပြောမယ်အလုပ်တွေပြီးမြောက်နေရင်ပြောမယ်လူရဝင်ရင်ချီးကျူးခံရရင်ဖွံ့ဖြိုးတိုးတက်နေရင်ပြောမယ်။ဒါကြောင့်မို့ပျော်ရွှင်မှုကိုတိဆောက်တဲ့နေရာမှာပြီးမြောက်အောင်မြင်ခြင်းကိုလည်းထည့်သွင်းထားရတာဖြစ်ပါတယ်။တခါတလေဖြစ်တတ်တယ်။တနေ့ကုန်အချိန်တွေဘလို့ကုန်မှမသိလိုက်ဘူး။ဘာမှလည်းအလုံးမဖြစ်လိုက်ဘူး။ဒီလိုဆိုသိကြတယ်။အဲ့ဒီနေ့တွေမှာမပျော်ရွှင်ဘူး။အလုပ်တွေပြီးတယ်။အားကစားလုပ်ဖြစ်လိုက်တယ်။ကိုချထားတဲ့ရီမန်းချက်တွေပြည့်သွားတယ်ဆိုအဲ့ဒီနေ့မှာနေရတာပြောတယ်။ဒါကြောင့်ပြောချင်နေဆိုအလုပ်တွေပြီးမြောက်ဖို့နေ့စဉ်နဲ့အမျှတိုးတက်နေဖို့လိုပါတယ်။အသုံးဝင်ခြင်းနဲ့တာဝန်ယူတဲ့ခြင်းတခါတော့ကဆယ်ကျော်သက်တွေအတွက်ရည်ရွယ်ပြီးပညာရေးကျန်းမာရေးနဲ့လူနေမှုပုံစံတွေကြောင့်ဆွေးနွေးကြတဲ့ပွဲမှာဆရာလင်္ကာရီကျော် Crown Education ကဆရာကိုအောင်ကျော်စန်းတို့နဲ့အတူပါဝင်ဟောပြောပူပါတယ်။ထူးထူးခြားခြားအနေနဲ့ဒီပွဲမှာအမေအဖြစ်အချိန်ကိုခက်များပေးထားပြီးတက်ရောက်လာတဲ့လူငယ်တွေကလည်းမေးခွန်းတွေအများကြီးမေးခဲ့ကြတယ်။အဲ့ဒီထဲကမေးခွန်းတစ်ခုနဲ့ပတ်သက်လို့ပြန်ဝေးမြကြပါတယ်။မေးတဲ့မေးခွန်းကလူကောင်းလားလူဆိုးလားဆိုတာကိုဘယ်လိုခွဲခြားလို့ရမလဲတဲ့။ရုတ်တရက်ဆိုမေးခွန်းကကလေးစံနေပေါ့။တကယ်လဲမေးတဲ့သူကစေကျော်တက်လူငယ်လေး။ဒါပေမဲ့ကိုသာဖြေရမယ်ဆိုရင်လေအဖြေကတိတိကျကျမရှိဘူး။ကိုတော့ကောင်းလားဆိုးလားသိမသေးကြဘူး။အဲ့ဒီမေးခွန်းကိုဆရာလင်္ကာရီကျော်ကစဖြေပါတယ်။တကယ်တော့လူကောင်းလားလူဆိုးလားဆိုပြီးခွဲခြားထားတဲ့မြင်ကပါလေးပဲရှိပါတယ်တဲ့။ဘာသာရေးအရာပြောရရင်ဒုစရိုက်တရား10ပါးကိုလုပ်တဲ့သူဟာလူဆိုးပေါ့။ဒါပေမဲ့တစ်ဖက်ကစဉ်းစားတော့လေအရက်အနည်းအပါလောက်တောက်တတ်တိုင်းသာလူဆိုးလို့ပြောရရင်လေအားလုံးကလူဆိုးတွေကြီးဖြစ်ကုန်တော့မယ်။နောက်ပြီးအရက်တော့မတောက်ပေမဲ့ရုပ်မာတတ်တဲ့လူတွေလည်းလောကမှာတပုံကြီးပဲ။ဒါကြောင့်ဆရာအတွက်တော့လူတစ်ယောက်ကောင်းလားဆိုးလားဆိုတာကိုသူ့ပတ်ဝန်းကျင်အတွက်ဘယ်လောက်အသုံးဝင်နေသလဲဆိုတဲ့ usefulness နဲ့တိုင်းတာပါတယ်တဲ့။ခေါင်းထဲလင်းကနေဖြစ်သွားတယ်။ဟုတ်လိုက်တာ။လူတစ်ယောက်ဟာသူမရှိတော့တဲ့အတွက်သူ့ပတ်ဝန်းကျင်ကပိုကောင်းသွားလားပိုဆိုးသွားလား။ဒါမှမဟုတ်သူသာမရှိတော့ရင်သူ့ပတ်ဝန်းကျင်ကပိုကောင်းသွားမှာလား။တအားကိုအဆင်ပြေသွားမလားဆိုပြီးချိန်ထုတ်ကြည့်လိုက်ရင်လူတစ်ယောက်ရဲ့တန်ဖိုးတနည်းအားဖြင့်ဒီလူဟာကောင်းသလားဆိုးသလားဆိုတာကိုသိနိုင်ပါလိမ့်မယ်
ဒီတော့ကျွန်တော်ခန်းစားမိတာကအသုံးဝင်မှုလို့ပြောလိုက်ရင်နှစ်ပိုင်းထွက်လာတယ်အကျိုးပြုနိုင်စွမ်းနဲ့အကျိုးပြုခြင်းစိတ်ပိုချင်အောင်ပြောရရင်အရေးအချင်းနဲ့စိတ်ကောင်းနှလုံးကောင်းလူကတောပါရက်နဲ့မဟုတ်တဲ့ဘက်မှာအသုံးချရင်လေဒီလူဟာပတ်ဝန်းကျင်တော့အစိတ်အတောက်ဖြစ်နေမှာပဲအဲ့လိုပဲကိုကြီးပေးခြင်းစိတ်တော်ရှိပေမဲ့အရေးအချင်းမရှိရင်လေဒီလူဟာအသုံးဝင်မှာမဟုတ်ဘူးဒါကြောင့်ပညာတတ်ဖို့လိုတယ်သူများကိုဖြည့်ပေးမယ်သူကကိုယ်တိုင်ကအရင်ပြည့်နေမှရမှာကိုအင်္ဂလိပ်စာအင်တာနက်မဖြစ်မနေကျွမ်းကျင်ဖို့လိုမယ်တခုခုမှအထူးပြုလေ့လာထားတဲ့ specialized knowledge ရှိဖို့လိုတယ်ဒါမှသာဒီနေ့ခေတ်မှာအသုံးဝင်သူတယောက်ဖြစ်နိုင်လိမ့်မယ်ဆယ်တန်းတုန်းကအသုံးဝင်မှုနဲ့တက္ကသိုလ်ကျောင်းသားဘဝဟာမတူရတော့ဘူးအဲ့လိုပဲကျောင်းသားဘဝနဲ့လုပ်ငန်းတွေဘဝမှာလည်းအသုံးဝင်မှုဟာမတူရတော့ဘူးမတူသင့်တော့ဘူး2018ကတည်းက2019မှာကိုဟာပိုအသုံးဝင်တဲ့သူဖြစ်နေဖို့လိုတယ်ဒါမှပဲနေရတာတန်ဖိုးရှိမယ်ဒီတော့ပိုးပြီးစူးစမ်းလေးလေးလူကပိုတော်လာလေးလေးအဲ့ဒါကိုကိုယ့်ပတ်ဝန်းကျင်အတွက်အသုံးချလေးလေးကိုယ့်ရဲ့ usefulness ကတက်လာလေးလေးပဲပေါ့လူတွေပဲဖြစ်တဲ့အတွက်100%ကောင်းနေတယ်ဆိုတဲ့သူတော့ရှိမယ်မထင်ဘူးအကောင်အဆိုးရောနေမှာပဲ80 20လား90 30လားပေါ့နောက်ပြီးမကောင်းပါဘူးဆိုတဲ့အဲ့ဒီ20 30ရာခိုင်နှုန်းကောက်ကရောဘယ်ထိမကောင်းတာလဲစိတ်ပြောဖို့အရက်တောက်တာနဲ့မူးပြီးတမိသားစုလုံးပယံတာရိုက်နှက်နှိပ်စက်တာနဲ့ကမတူဘူးဖောက်ပြန်တာတော့မှအခြေအနေတစ်ခုကြောင့်မတော်တဆဖြစ်သွားတာနဲ့ဖောက်ပြန်ခြင်းလို့ဖောက်ပြန်တာနဲ့အတင်းအဓမ္မရယူသွားတာတွေနဲ့ဟာမတူကြဘူးလူမှုရေးကိစ္စအတော့အစားအကြွားအဝါမမာနစသဖြင့်မကောင်းတာလေးတွေတော့ရှိနေနိုင်တာပဲဒါကြောင့်လူတစ်ယောက်ဟာပတ်ဝန်းကျင်ကိုအကျိုးပြုတာပိုများလားထိခိုက်စေတာပိုများလားဆိုတာနဲ့ပဲအကောင့်အဆိုးကိုတိုက်တာရပါလိမ့်မယ်အဲ့ဒါကိုမှကိုအောင်ကျော်ဆန်းကစကားလုံးတစ်လုံးထပ်ဖြေတယ် responsibility တာဝန်ယူမှုပါတဲ့လူဟာတာဝန်ယူတတ်ဖို့လိုတယ်တာဝန်ယူတတ်တဲ့သူမှလည်းတန်မိုးရှိတယ်ဒီအရွယ်လူငယ်ဘဝမှာအခြားတာဝန်တွေမယူနဲ့အောင်ကိုတာဝန်ကိုအရင်ယူကျောင်းသားတစ်ယောက်စာကြိုးစားတာပညာလေ့လာတာလောကကြီးအကြောင်းသိယူတာဒါတွေဟာကိုတာဝန်ကိုယူတာပဲဒီလိုမျိုးကိုကစားအဲ့ဒီကမှမိသားစုပတ်ဝန်းကျင်နောက်ဆုံးနိုင်ငံနဲ့လူမျိုးအထိကိုတာဝန်ယူနိုင်တဲ့ပမာဏကိုချဲ့သွားရမယ်အလောက်စဝင်တော့ကိုတာဝန်ယူရုံပဲနောက်တော့ဝန်ထမ်း10ယောက်လောက်ကိုတာဝန်ယူရတဲ့စူပါဗိုက်ဇာဖြစ်လာတယ်လုပ်ငန်းရှင်ဆိုရင်တော့ကိုဝန်ထမ်းရာနဲ့ထောင်နဲ့ချီပြီးတော့ပါတာဝန်ယူလာရတယ်ဒါကြောင့် group ဖြစ်လာတယ်ကြီးထွားလာတယ်ဆိုတာတကယ်တော့ပိုအောင်မြင်လာတာမဟုတ်ဘူးတာဝန်တွေပိုများလာတာသာဖြစ်ပါတယ်ကျွန်တော်တို့ဘဝမှာကိုတာဝန်ကိုမယူတတ်တဲ့သူတွေနဲ့တွေ့ဖူးမယ်အကြီးကြီးတွေခဏထား extra ကားစီးလို့ခန္ဓာကိုယ်အနံ့အသက်မကောင်းတဲ့သူနဲ့ဘေးချင်းကတ်ထိုင်မိရင်ဘယ်လိုနေလဲဒါဟာသူ့အနေနဲ့ကိုတာဝန်ကိုမယူတာပဲခုံကိုနောက်လန်အိပ်ပြီးထတဲ့အခါပြန်မမှတ်ခဲ့လို့နောက်လူကထွက်ရခတ်သွားတာအိမ်သာသုံးပြီးကို့အညစ်အကြေးကိုတန့်ရှင်းမသွားတာအစားအသောက်တွေစားပြီးပကံမစေးပဲထားခဲ့တာဒီလိုတွေနဲ့ကြုံရတဲ့အခါစိတ်ညစ်စရာတိတ်ကောင်းတာကိုသတိထားမိလိမ့်မယ်အဲ့ဒီထက်ဆိုရင်တော့တမီရီစားလွန်ကျူးဖြစ်ပြီးကိုဝင်ရမှတာဝန်မယူပဲထားသွားတာမိဘကမိဘတာဝန်မကြေတာခေါင်းဆောင်ကခေါင်းဆောင်တာဝန်မကြေတာခက်ရှင်းပြောရရင်အဲ့လိုလူတွေဟာပတ်ဝန်းကျင်ကိုအစိတ်အတောက်ဖြစ်စေတာပဲဝန်ထုတ်ဝန်ပိုးပြီးစေတာပဲဒါကြောင့်လူငယ်တွေအနေနဲ့အရင်ဆုံးကိုတာဝန်ယူရမယ်မနှက်မိုးလင်းလို့အိယာထိုင်ရင်အိယာသိမ်းသွားတာကိုအမိုက်ကိုပြစ်တာအလုတ်လုတ်ပြီးဇပွဲကိုရှင်းနေတာစသဖြင့်နေ့စဉ်နဲ့အမျှလုံနေတဲ့အသေးအဖွဲလေးတွေကစာတာဝန်ယူဖို့လိုတယ်အဲ့ဒီကနေမှအတွေ့အကြုံအရေးအချင်းပညာတွေများလာတဲ့အခါမှာတော့ကိုဖြစ်တည်ခဲ့တဲ့မိသားစုကိုအရင်ဆုံးတာဝန်ယူနိုင်ရမယ်ကိုအသစ်ဆောက်တည်မဲ့မိသားစုကိုလည်းတာဝန်ယူနိုင်ရမယ်အဲ့ဒီကမှပတ်ဝန်းကျင်အတိုင်းဝိုင်းကိုနိုင်ငံကိုတာဝန်ယူနိုင်တဲ့သူတွေဖြစ်လာပါလိမ့်မယ်ဖြစ်လာအောင်လည်းစူးစမ်းသင့်ပါတယ်တဲ့သူတို့ကတော့လူငယ်တွေလို့တက်ပြီးဖြေးနေပေမဲ့ဘေးကနားထောင်နေတဲ့ကျွန်တော်ပါကိုမိနေမိတယ်ကိုဟာကိုမိသားစုကိုပတ်ဝန်းကျင်အတွက်အသုံးဝင်နေလား
အ ਨੇ ဆုံးငါရှိနေခြင်းဟာမရှိတော့ခြင်းထက်စားရင်တော့သူတို့အတွက်အကျိုးပိုများနေမလားကိုယ့်ရဲ့အသုံးဝင်မှုတစ်နေ့တစ်ခြားတိုးတက်နေအောင်ရောကိုစူးစမ်းနေရလားအ ਨੇ ဆုံးအနေနဲ့ကိုရောတာဝန်ယူနိုင်ပြီလားကိုယ့်ရဲ့ယူနိုင်စွမ်းကရောဘယ်လောက်ထိကျဲပြန့်နေပြီလဲဒီမေးခွန်းတွေကကျွန်တော်တို့အားလုံးကိုမေးတဲ့မေးခွန်းတွေဖြစ်တယ်လို့ကိုယ့်ရဲ့အသုံးဝင်မှုအချိန်နဲ့အမျှမြင့်တက်နေအောင်တာဝန်တွေပိုယူနိုင်အောင်လဲစူးစမ်းသင့်ပါတယ်ဒါမှလည်းနေရာကျိုးနဲ့တဲ့တန်မိုးရှိတဲ့ဘဝတစ်ခုဖြစ်လာမှာပါအခုဖတ်ပြခဲ့တာကတော့ဒေါက်တာဖြိုးတီဟရဲ့ပျော်ရွှင်ပါစေစာအုပ်ထဲကပြီးမြောက်အောင်မြင်မှုဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်